မင်္ဂလာပါခင်ဗျာ The Ghost Myanmar Radio Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရဲအရာရှိတယောက်လူတက်မှုတစ်ခုကိုစုံစမ်းရင်တေဆုံးသူရဲ့လက်ကောက်ဝတ်နဲ့ခြေချင်းဝတ်တွေထဲမှာထူးဆန်းတဲ့တန်ကြောင်းတွေတွေ့ရှိခဲ့ရကနေစတင်ခဲ့တဲ့ဖြစ်ရဆန်းတစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပို့ပြီးထူးဆန်းတာကအဲ့ဒီတန်ကြောင်းတွေကိုတတ်တည်အဖြစ်အင်ကိုယူပြန်လာပြီးတဲ့နောက်သူ့နောက်ကိုယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ရဲ့ဝိညာဉ်တစ်ခုလိုက်လာခဲ့တာပါပဲအခုလိုဖြစ်ရမှန်ပရာလောကဇာတ်လမ်းတွေလျှို့ဝှက်စမ်းကြတဲ့ကိုယ်တွေ့ဖြစ်ရတဲ့ကိုကြိုက်နေတတ်တယ်ဆိုရင် The Ghost Myanmar Radio Channel လေးကို Subscribe လုပ်ပြီး Notification Bell လေးဖွင့်ထားပြီးဖိတ်ခေါ်ပါရခင်ဗျာကဲဒီလူတက်မှုနောက်ွယ်မှာဘာတွေဖုံးကွယ်ထားတယ်လဲအဲ့ဒီတန်ချောင်းတွေကဘာအတွက်အသုံးပြုထားတာလဲဆိုတာကိုအစအဆုံးနားဆင်ကြည့်လိုက်ကြရအောင်ဗျာဒီဇလန်းကိုပြန်လည်မျှဝေပေးခဲ့သူကတော့ပရလောကနဲ့ရိုးရာအယူအဆတွေအကြောင်းစိတ်ဝင်စားပြီးလေ့လာလေးရှိတဲ့ဆရာတကြီးဆိုတဲ့သူတစ်ယောက်ပါတညတကောင်းကျော်လောက်မှာသူ့စီကိုအမျိုးသားတစ်ယောက်ကစာပူလာပါတယ်အဲ့ဒီလူကပုံမှန်လိုကံကောင်းစီခြင်းလို့အဆောင်တောင်းတာမျိုးမဟုတ်ပါဘူးသူတောင်းတာကတရေဝိညာဉ်ဆိုးတွေကိုကာကွယ်နိုင်တာအောက်လန်းနဲ့အမဲပညာကိုတားဆီးနိုင်တာကံဆိုးမှုနဲ့အန္တရာယ်တွေကိုဖယ်ရှားပေးနိုင်တာထူးဆန်းတဲ့အမင်္ဂလာအရာတွေကနေကာကွယ်နိုင်တာမျိုးအားလုံးပါတဲ့အဆောင်တစ်ခုလိုချင်နေဆိုတာပါဆရာတကြီးကအဲ့ဒီစာကိုဖတ်ရင်ချက်ချင်းသတိထားမိပါတယ်ဒီလူတခုခုအရန်ပြင်းတဲ့အရာကိုကြုံထားတာပဲဒါနဲ့ဘာဖြစ်ကြတာလဲမိကြည့်ပါတယ်အမျိုးသားကတော့ဖုန်းနဲ့ပြောပြလို့ရတယ်ဆိုပြီးလက်ခံပါတယ်သူ့နာမည်ကကိုကောင်းလို့ခေါ်ကြရအောင်ကိုကောင်းဟာရဲဝင်တန်းတစ်ယောက်ဖြစ်ပါတယ်သူပြောပြတဲ့အဖြစ်အပျက်ကိုနားထောင်ပြီးတဲ့အခါဆရာတကြီးကအဆောင်ကိုမငှားတော့ပါနဲ့ကျွန်တော်ပြေးလိုက်ပါမယ်ကိုကာကွယ်ကိုထားပါလို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဖြစ်ရကမပြီးသေးပါဘူးဆရာတကြီးကအားလုံးပြီးသွားတဲ့နေ့ကျရင်ဖြစ်ပျက်သမျှကိုကျွန်တော်ကိုပြန်ပြောပြပါလို့တောင်းဆိုခဲ့ပါတယ်နောက်ဆုံးလအနေငယ်ကြပြီးအမှုကပြီးဆုံးသွားတဲ့အချိန်မှာကိုကောင်းကဂတိအတိုင်းအစအဆုံးပြန်ပြောပြခဲ့ပါတယ်ဖြစ်ရကဧပြီလတကြံကာလအပြီးမှာစတင်ခဲ့ပါတယ်ကိုကောင်းတာဝန်ကျတဲ့ဒေသကနေဆက်နာကအတော်လေးခေါင်တဲ့ဒေသတစ်ခုဖြစ်ပါတယ်ရွာသားအများစုကအသက်ကြီးသူတွေလူငယ်တွေကတော့မြို့ကြီးတွေကိုအလုတ်ထွက်လုပ်ကြတာများပါတယ်ရွာမှာဘုန်းကြီးကျောင်းတစ်ချောင်းသာရှိပြီးရွာသားတော်တော်များများကဘိုးဘွားဝိညာဉ်တောပိုင်တောင်ပိုင်နဲ့ယူရဝိညာဉ်ယုံကြည်မှုတွေရှိကြပါတယ်ဧပြီလ23ရက်ကနေ15ရက်အထိတကြံပွဲကြောင့်ရွာကပျော်ပွဲရွှင်ပွဲတွေနဲ့စီကားနေခဲ့ပါတယ်15ရက်ညနေပိုင်းရောက်တော့အလုတ်ပြန်ဝင်ရမယ့်လူငယ်တွေအများစုပြန်ထွက်သွားကြပြီးရွာကအရင်လိုတိတ်ဆိတ်သွားပါတယ်။ဧပြီလ16ရက်နေ့မှာတော့ရွာနောက်ဘက်တောထဲမှာအမျိုးသားတစ်ယောက်ရဲ့အလောင်းတွေ့တယ်ဆိုတဲ့သတင်းဝင်လာပါတယ်။ကိုကောင်းတို့အခင်းဖြစ်နေရကိုတွားကြည့်တော့တေဆုံးသူဟာအချိန်အတော်ကြာတေဆုံးထားတဲ့ပုံစံဖြစ်နေပါတယ်။အစာပိုင်းမျက်စိနဲ့ကြည့်ရသလောက်တော့အလောင်းရဲ့နဖူးမှာပေါက်နေတဲ့အရာတစ်ခုရှိလို့တနက်ပစ်ခံထားရတာလို့ထင်ခဲ့ကြပါတယ်။လက်ကောက်ဝတ်နဲ့ခြေချင်းဝတ်ဒီမှာလေနှစ်ရှိုင်းအနာရာတွေရှိနေပါတယ်ဝမ်းပိုက်မှာလည်းထိုးသွင်းတန်ရာပုံစံရှိနေပါတယ်။ပါစက်ထဲမှာတော့ညီကြီးနဲ့မြက်အပိုင်အစာတွေထည့်ပိတ်ထားပါတယ်။အစာပိုင်းခံမှန်းချက်အရတိဆုံးသူကိုတဏှာရမှာနှိပ်စက်တပ်ပြီးအလောင်းကိုတီတိုးလေးလာပစ်ထားတယ်လို့ထင်ခဲ့ကြပါတယ်။ဒဏ်ရာတွေဒီလောက်များတဲ့အလောင်းဖြစ်ပေမဲ့အနီးပတ်ဝန်းကျင်မှာသွေးအများကြီးမရှိပါဘူး။ဒါကြောင့်လူတက်မှုကဒီနေရာမှာဖြစ်တာမဟုတ်ပဲတဏှာရမှာတတ်ပြီးမှအလောင်းကိုတီကိုတည်လာခဲ့တာဖြစ်နိုင်ပါတယ်။ပြဿနာကရွာထဲမှာဘသူမှအလောင်းကိုမသိကြပါဘူးအခုတော့ရဲတွေအနေနဲ့ဘသူတတ်တယ်လဲဆိုတာတင်မဟုတ်တော့ပဲတေဆုံးသူကဘသူလဲဆိုတာပါစုံစမ်းရတော့ပါတယ်နောက်ပိုင်းမှုကင်းစေးပညာကစစ်ဆေးချက်ထွက်လာပါတယ်တေဆုံးရတဲ့အဓိကအကြောင်းရင်းကဝမ်းပိုင်းနဲ့လက်ကောက်ဝဲအနာတွေကြောင့်သွေးဆုံးရှုံးမှုများပြီးတေဆုံးတာဖြစ်ပါတယ်နဖူးမှာရှိတဲ့အရာကတနတ်တန်ရာမဟုတ်ပါဘူးအဲ့ဒါထပ်ပိုထူးဆန်းတဲ့အရာတစ်ခုဖြစ်နေပါတယ်လက်ကောက်ဝဲနှစ်ဖက်ခြေချင်းဝဲနှစ်ဖက်မှာတန်ချောင်းတစ်ချောင်းစီထိုးထားပါတယ်စုစုပေါင်းတန်ချောင်း၄ချောင်းဒါပေမဲ့လူအသက်ရှင်နေတော့ထိုးထားတာမဟုတ်ပါဘူးတေဆုံးပြီးမှထိုးထားတာလို့စိတ်စစ်ချက်ကပြပါတယ်နဖူးမှာလည်းလက်သမားအသုံးဆောင်လို့ထင်ရတဲ့တန်ချုံတစ်ခုကိုထိုးသွင်းထားပါတယ်အဲ့ဒါလည်းတီးပြီးမှထိုးထားတာပါကိုကောင်းအနေနဲ့တော့လူသက်သမားကတေဆုံးသူကိုအယမ်းမုန်းလို့တေသွားတဲ့နောက်တောင်အလောင်းကိုလှုပ်ချင်ရလှုပ်ခဲ့တာများလားလို့စဉ်းစားမိပါတယ်ဒါပေမဲ့စစ်ဆေးမှုကနောက်ထပ်အံ့ဩစရာတစ်ခုထွက်လာပါတယ်လက်နဲ့ခြေတွေကတန်ချောင်းလေးချောင်းမှာလူတယောက်တည်းရဲ့သွေးမဟုတ်ပါဘူး
တန်ချောင်းတစ်ချောင်းစီမှာတေဆုံးသူရဲ့သွေးအပြင်တခြားလူတစ်ယောက်ရဲ့သွေးပါကပ်နေပါတယ်ပထမတန်ချောင်းနှစ်ချောင်းမှာတေဆုံးသူနဲ့အခြားလူတစ်ယောက်နောက်ထပ်နှစ်ချောင်းမှာလည်းတေဆုံးသူနဲ့မတူတဲ့အခြားလူတစ်ယောက်ဒါပေမဲ့နဖူးကတန်ချောင်းမှာတော့တေဆုံးသူရဲ့သွေးပဲရှိပါတယ်ပြီးတော့တန်ချောင်းလေးချောင်းရဲ့ထိပ်တွေကလည်းအစ်စ်လိုချုံမနေပဲအရင်ကတခုခုကိုထိုးထားဘူးလို့တုံးနေတယ်လို့ဖြစ်နေပါတယ်တန်ချောင်းကိုပေါ်မှာလည်းစက်ကူချမ်းဒါမှမဟုတ်ဖိုင်နဲ့တိုက်ထားတယ်လို့အကျန်းရာတွေရှိပါတယ်ဒီတန်ချောင်းနေအရင်ကဘာကိုအသုံးပြုခဲ့တာလဲဘသူသွေးတွေကတ်နေတာလဲဘာကြောင့်တေဆုံးသူရဲ့လက်နဲ့ခြေတွေကိုထိုးထားတာလဲဘသူမှမသိသေးပါဘူးကိုကောင်းကတက်တေကံပစ္စည်းတွေကိုစစ်ဆေးဖို့ကိုနဲ့အတူယူထားခဲ့ပါတယ်အဲ့ဒီဆုံးဖြတ်ချက်ကပဲသူ့ဘဝတွေကိုတစ်ခုခုခေါ်လာတယ်လို့ဖြစ်သွားပါတယ်အဲ့ဒီညအိမ်ပြန်ရောက်တော့ည2 နာရီနီးပါးရှိပါပြီကိုကောင်းကရေချိုးပြီးအိတ်သွားပါတယ်အိတ်ပျော်ပြီးဘလောက်ကြာမှမသိဘူးအပြစ်မှာတခုခုလှုပ်ရှားတန်ကြလို့နိုးလာပါတယ်သူကအိမ်ထဲတခိုးဝင်လာတာထင်ပြီးလက်နဲ့ယူကအပြင်ထွက်ကြည့်ပါတယ်တကားဖွင့်လိုက်တော့အိမ်ထဲမှာလူ2 ယောက်ရှိနေပါတယ်ယောက်ျား1 ယောက်နဲ့မိန်းမ1 ယောက်2 ယောက်စလုံးအယမ်းပင်ပန်းနွမ်းနေပြီးမတတ်မရှင်းတဲ့ပုံစံဖြစ်နေပါတယ်သူတို့ကတခုခုရှာနေတယ်လို့လှည့်ပတ်နေကြတယ်ကိုကောင်းကိုမြင်လိုက်တာနဲ့2 ယောက်လုံးအပြေးလာကြပါတယ်မျက်နာလေဘင်းသားတွေကိုလက်နဲ့လှဖမ်းရင်းငါ့ကိုလွတ်ပေးပါလွတ်ပေးပါငါ့ကိုလွတ်ပေးပါလို့ပြောနေကြပါတယ်ကိုကောင်းကရုတ်တရက်လှန့်နိုးသွားပါတယ်အိမ်မက်တစ်ခုပဲလို့ထင်ခဲ့ပါတယ်ဒါပေမဲ့နောင်နီးအလုံးလုံးနေတဲ့အချိန်တစ်လျှောက်လုံးအိမ်မက်ထဲကအမျိုးသားနဲ့အမျိုးသမီးကိုပြန်တွေးမိနေပါတယ်ကိုကောင်းကတန်ချုံနဲ့တန်ချောင်းတွေဘာလဲဆိုတာရှာဖို့ဒီသားခံလက်သမားတွေတန်လုံသားတွေကိုတွားမိပါတယ်ဒါပေမဲ့ဘယ်သူမှမသိကြပါဘူးလမ်းမှာရွာကလူကြီးတစ်ယောက်နဲ့တွေ့ပါတယ်သူ့ကိုရွာသားတွေကရိုးရာကူတာမှုနဲ့အောက်လန်းချောင်းနားလေသူဖြစ်လေးစားကြပါတယ်ကိုကောင်းကလမ်းလျှောက်ဖြတ်သွားရင်ပုံမှန်တိုင်းနှုတ်ဆက်လိုက်ပါတယ်ဒါပေမဲ့အဖိုးကြီးကကိုကောင်းကိုအကြာကြီးစိုက်ကြည့်ပြီးရဲစရာခမည်းတော်မှာမကောင်းတဲ့အရာတစ်ခုပါနေတယ်လို့ပြောပါတယ်ပြီးတော့ဖျားကြောင်သွားကုသိုလ်လုပ်အဲ့ဒါဆိုနည်းနည်းတတ်တာလိမ့်မယ်လို့ပြောပြီးအိမ်ထဲပြန်ဝင်သွားပါတယ်ကိုကောင်းကတော့ဘာရီပြောနေတာလဲလို့ပဲတွေးမိပါတယ်အဲ့ဒီညမှာတော့အိမ်မက်မဟုတ်တော့ပါဘူးအခန်းထဲမှာယောက်ျားနဲ့မိန်းမငိုတန်ကြားလာပါတယ်ကိုကောင်းမျက်လုံးဖွင့်လိုက်တော့ကတင်းချီရေးမှာအနက်ရောင်အရင်2 ခုရက်နေပါတယ်ငိုနေကြပါတယ်ပြီးတော့အရင်ညကလိုပဲငါ့ကိုလွတ်ပေးပါလွတ်ပေးပါငါ့ကိုလွတ်ပေးပါဆိုတဲ့အတန်ဒီတစ်ခါကိုကောင်းတေးကြပါတယ်သူအိမ်မက်မက်နေတာမဟုတ်ပါဘူးကရင်ပေးမီးကလုတ်ကိုဖွင့်လိုက်တဲ့အချိန်အရင်2 ခုချက်ချင်းပျောက်သွားပါတယ်နောက်မနေ့မှာကိုကောင်းရွာကတခုတည်းသောဖုန်ကြီးကျောင်းကိုသွားပါတယ်အလှလုတ်ပြီးဆရာတော်ကိုသွားကြတော့ပါတယ်စကားပြောရင်အခုတလောစိတ်မသက်သာဘူးဖေဟာထူးဆန်းတာတွေမြင်နေတယ်လို့ပြောပါတယ်ဆရာတော်ကသူ့ကိုကြည့်ပြီးတကားနောက်မှာဝင်းကြီး2 ခုလိုက်နေတယ်လို့တန်းပြောပါတယ်ယောက်ျား1 ယောက်မိန်းမ1 ယောက်ကိုကောင်းအယံအံ့ဩသွားပါတယ်ဘာကြောင့်လဲဆိုတော့သူဘသူ့ကိုမှအသေးစိတ်မပြောရသေးပါဘူးသူတို့ဘာကြောင့်တပည့်တော်နောက်လိုက်နေတာလဲဖေဟာဆရာတော်ကကိုကောင်းနောက်ဘက်ကိုခဏကြည့်ပြီးသူတို့ပြောတာတကားကသူတို့ကိုယူလာခဲ့တာလေလို့ပြောပါတယ်အဲ့ဒီတိုင်းလိုက်နေရင်တကားကိုတီးစီနိုင်ခဲ့ရင်သူတို့တာဝန်ပြီးသွားပြီးတွားသွားလို့ရမယ်တဲ့ကိုကောင်းပူပြီးမတတ်မတာဖြစ်လာပါတယ်ဘသူကသူတို့ကိုစီလွတ်ထားတာလဲဖေဟာဆရာတော်ကဒီဝိညာဉ်2 ခုကိုတယောက်ယောက်ကချုံနှောင်ပြီးစီလွတ်ထားတာလူတယောက်ကိုအန်တရာယ်ဖြစ်စေဖို့အမိန်ပေးထားတာလို့ပြောပါတယ်ဒါဆိုတပည့်တော်ဘာလို့ရမလဲဆရာတော်ကလှုပ်တဲ့သူကပဲပြန်ဖြေနိုင်မယ်တကားကတော့ကုသိုလ်လုပ်ပြီးသူတို့ကိုအမျှဝေအခုလောလောဆယ်တတ်တာအောင်ပဲလှုပ်လို့ရမယ်လို့ပြောပါတယ်စုံစမ်းမှုတစ်ဖက်မှာတော့တိုးတက်မှုစတင်လာပါတယ်အနီးနားရွာတစ်ရွာမှာတီးဆုံးသူကိုမြင်ဘူးသူရှိတယ်ဆိုတဲ့သတင်းရလာပါတယ်ကိုကောင်းတို့သွားစုံစမ်းတော့အလောင်းဟာ
အဲ့ဒီရွာကလူတစ်ယောက်ဖြစ်နေပါတယ်နာမည်ကဆရာချိတ်လို့ခေါ်ကြရအောင်ရွာသားတွေကတော့ဆရာမန်းချိတ်လို့ခေါ်ကြပါတယ်သူဟာယူရပယောကဘီးတင်အောက်လန်းစတဲ့အရာတွေလုတ်တတ်တယ်လို့နာမည်ကြီးသူအဆောင်မှာလူအများကြီးယုံကြည်ကြပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူ့ကိုမုန်းတဲ့သူတွေများလာပါတယ်ရွာသားတွေပြောပြတာအရာချိတ်ဟာသူ့ကိုယုံကြည်လာတဲ့အမျိုးသမီးတချို့ကိုအခွင့်ကောင်းယူတာလူတွေကိုအနိုင်ကျင့်တာချင်းချောက်တာတွေလုပ်ခဲ့တယ်ဆိုပါတယ်အရေးကြီးဆုံးကနောက်ဆုံးရွာသားတချို့ကတီးလာတာကချိတ်ဟာတကယ်အတတ်ပညာရှိတဲ့ဆရာမဟုတ်ပဲအယောင်ဆောင်နေသူဖြစ်ပါတယ်သူ့ကြောင့်နင့်နာခဲ့သူတွေရဲ့မိသားစုတချို့စုပြီးသူ့နေရာကိုတွားရောက်အရေးယူကြပါတယ်ချိတ်လည်းထွက်ပြေးသွားပြီးအဲ့ဒီနောက်ဘယ်သူမှမတွေ့ရတော့ပါဘူးအခုတော့တောထဲမှာတွေ့ခဲ့တဲ့အလောင်းကသူ့ပဲအဲ့ဒီနေ့ရွာကနေပြန်လာတဲ့လမ်းမှာကိုကောင်းနဲ့သူ့လက်အောက်အရာရှိကအမှုအကြောင်းစကားပြောနေကြပါတယ်လူမုံများလွန်းတော့ဘသူတတ်တာလဲမသိတော့ဘူးလို့ပြောနေတော့ကိုကောင်းနားတွေကိုအတန်တခုဝင်လာပါတယ်လွတ်ပေးပါငါ့ကိုလွတ်ပေးပါကိုကောင်းတစ်ခုလုံးတောင့်သွားပါတယ်ဘေးညာကြည့်ပါတယ်ဘာမှမရှိဘူးနောက်ဆုံးကားရဲ့နောက်ကြည့်မှန်ကိုကြည့်လိုက်ပါတယ်နောက်ခုံမှာယောက်ျားနဲ့မိန်းမနှစ်ယောက်ထိုင်နေပါတယ်ဒီတစ်ခါအရင်မဟုတ်တော့ပါဘူးမျက်နှာရဲ့တစ်ဖက်ချမ်းနေပျက်စီးနေတဲ့ပုံစံနဲ့ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်နှစ်ယောက်လုံးရဲ့ပါဇက်ကလွတ်ပေးပါငါတို့ကိုလွတ်ပေးပါလို့ပြောနေကြပါတယ်ကိုကောင်းလှန့်ပြီးကားမောင်းတာထိမနိုင်တော့ပဲလမ်းဘေးမြေချမ်းပေါ်ထိုးဆင်းသွားပါတယ်ကံကောင်းတို့ထိခိုက်မှုမရှိပါဘူးအဲ့ဒီနောက်လက်အောက်ရာရှိကိုကားမောင်းခိုင်းပြီးကိုကောင်းကနောက်မှထိုင်လာခဲ့ပါတယ်အိမ်ရောက်တော့အရင်လိုမီးပိတ်ပြီးအိမ်မရဲတော့ပါဘူးတအိမ်လုံးမီးဖွင့်ထားပြီးအိတ်ခဲ့ပါတယ်အဲ့ဒီညမှာပဲဆရာတရီကိုစာပို့ခဲ့တာပါအမှုစုံစမ်းမှုကတနေရာမှာတန့်နေပါတယ် CCTV မရှိအလောင်းတွေ့တဲ့ရွာကလည်းပူပေါင်းမှုတိတ်မရှိတီဆုံးသူကသူတို့ရွာသားမဟုတ်တော့ဘယ်သူမှအမှုထဲမပါချင်ကြပါဘူးတနေ့လက်အောက်ရာရှိကလူတွေကိုမေးလို့မရရင်တရေအကြောင်းတီးတဲ့သူကိုမေးကြည့်မလားလို့ပြောပါတယ်ကိုကောင်းကဘာတွေပြောနေရလဲလို့ရဲပါတယ်ဒါပေမဲ့လက်အောက်အရာရှိကအလောင်းကိုဒီလိုလှုပ်ထားတာရိုးရာပြည်သည်မျိုးဖြစ်နိုင်တယ်အလောင်းတွေအကြောင်းအများဆုံးသိတဲ့သူကတင်းချိုင်းအလုတ်သမားပဲလीလို့ပြောပါတယ်တခြားနည်းလမ်းလည်းမရှိတော့တာကြောင့်ရွာကတင်းချိုင်းအလုတ်လုပ်သူကိုတွားတွေ့ကြပါတယ်အလောင်းပုံကိုပြပါတယ်သူကခဏကြည့်ပြီးလက်နဲ့ခြေမှာတန်ချောင်းထိုးထားတာကဝိညာဉ်ကိုချုပ်တဲ့အယူဆမျိုးနဲ့တူတယ်လို့ပြောပါတယ်ဒါပေမဲ့ပုံတင်ကြည့်ုံနဲ့မသိကြပါဘူးကိုကောင်းကတန်ချောင်း၄ချောင်းနဲ့နဖူးကတန်ချုံကိုထုတ်ပြလိုက်ပါတယ်တင်းချိုင်းအလုတ်သမားကတန်ချောင်းကြီးမြင်တဲ့အချိန်ဟာလို့အော်ထွက်သွားပါတယ်ဒီတန်ချောင်းတွေကိုကျွန်တော်သိတယ်သူရှင်းပြတာကအဲ့ဒီတန်ချောင်း၄ချောင်းဟာအခေါင်းအဖုံးပိတ်တဲ့တန်ချောင်းတွေဖြစ်ပါတယ်အခေါင်းပိတ်ရမှာတုံးတဲ့တန်ချောင်းတွေကိုတချို့နေရာတွေမှာဖိုင်ဒါမှမဟုတ်စက်ကူချမ်းနဲ့တိုက်ပြီးအကျန်းလှုပ်ထားတတ်ပါတယ်ဒီလိုလှုပ်ထားရင်အခေါင်းကိုပြန်ဖွင့်ဖို့ကြိုးစားတဲ့အခါတန်ချောင်းဆွဲထုတ်ရခတ်ပြီးအတန်လဲပူထွက်ပါတယ်ဒါကြောင့်တန်ချောင်းကိုပေါ်မှာအကျန်းရာတွေရှိနေတာပါပြီးတော့တန်ချောင်းရဲ့ထိတ်တုံးနေတာကလည်းအခေါင်းတစ်လုံးမှာအရင်ကတုံးခဲ့ဘူးလို့ပါအဲ့ဒီအခါမှာကိုကောင်းတို့ရဲ့ပထမမိကွန်းတစ်ခုဖြည့်ရှင်းသွားပါတယ်ဒါပေမဲ့နောက်ထပ်ပိုထူးဆန်းတာကနဖူးမှာထိုးထားတဲ့တန်ချုံပါတင်းချိုင်းလုတ်သမားကဒါလက်သမားပစ္စည်းမဟုတ်ဘူးလို့ပြောပါတယ်အဲ့ဒါကရှေးခေတ်အဆောက်အဦတွေသာသနာရေးအဆောက်အဦတွေစောက်ရမှာအသုံးပြုခဲ့တဲ့အထူးတန်ချုံတစ်မျိုးဖြစ်ပါတယ်သူ့အမြင်ရတီဆုံးသူရဲ့လက်နဲ့ခြေတွေမှာအမင်္ဂလာအရာနဲ့ဆက်ဆက်နေတဲ့အခေါင်းတန်ချောင်းတွေထိုးထားပြီးနဖူးမှာတော့မြင့်မြတ်တဲ့အရာနဲ့ဆက်ဆက်နေတဲ့တန်ချုံကိုတုံးထားတာပါအလောင်းတစ်ခုလုံးကိုချုံနှောင်ထားခြင်းတလို့ဖြစ်နေပါတယ်တင်းချိုင်းလုတ်သမားကဒီလူကိုတတ်တဲ့သူကအယမ်းကိုမုန်းနေတာသိချတယ်တီစီယုံတွေမဟုတ်ဘူးတီပြီးရင်တော့ဘေးမှမသွားနိုင်အောင်လုပ်ချင်တာလို့ပြောပါတယ်ဒီအချက်ကအမှုစုံစမ်းမှုကိုပြောင်းလဲသွားစေပါတယ်လူတတ်သမားဟာတီဆုံးသူကိုအယမ်းမုန်းနေသူဖြစ်ရမယ်ပြီးတော့ရိုးရာအယူအဆဒါမှမဟုတ်ပယောဂနဲ့ပတ်သက်တဲ့အကြောင်းအရာကိုတီးတဲ့သူလေးဖြစ်နိုင်ပါတယ်စုံစမ်းမှုတွေဆက်လုပ်ပြီးနောက်တကြံကာလတုန်းကချီရှိတဲ့ရွာကိုအပြင်လူတယောက်ဝင်လာတာမြင်ခဲ့သူရှိပါတယ်အဲ့ဒီလူကိုကိုကေလို့ခေါ်ကြရအောင်ကိုကေဟာအနီးနားနယ်ဆက်တစ်ဖက်ကနေထိုင်းဘက်ကိုအလုံးလာလုံးနေသူပါရဲတွေကသူ့ကိုတွားခေါ်ပြီးမေးမြန်းပါတယ်အစပိုင်းမှာအရာအလုံးငင်းပါတယ်ဒါပေမဲ့အဲ့ဒီနေ့သူ့ကိုတကယ်မြင်ခဲ့တဲ့တက်တီကိုခေါ်လာတဲ့အချိန်မှာတော့နောက်ဆုံးဝန်ခံလိုက်ပါတယ်ဟုတ်တယ်ချီကိုကျွန်တော်တတ်တာဘာကြောင့်လဲဆိုတာမီးတဲ့အခါဇလန်းတစ်ခုလုံးရဲ့အကြောင်းရင်းကပေါ်လာပါတယ်
မလာတွင်မှာကိုကေတို့မိသားစုကချီဟာကန်ကောင်းအောင်စီးပွားရေးကောင်းအောင်လုပ်ပြီးနိုင်နေဆိုတဲ့သတင်းကြားကြပါတယ်ကိုကေအဖီညီမ၃ယောက်ဟာချီစီတွားခဲ့ကြပါတယ်ချီကပုံမှန်ရိုးရာအခမ်းအနားတစ်ခုလုပ်ပြီးအခုကစပြီး၃ယောက်လုံးကန်ကောင်းတော့မကြခင်သတင်းကောင်းလာလိမ့်မယ်လို့ပြောပါတယ်မကြခင်မှာပဲအလုရှာနေတဲ့ကိုကေအလုတစ်ခုရသွားပါတယ်မိသားစုကချီကိုပူပြီးယုံကြည်သွားပါတယ်ကိုကေလေးအခြားပြည်နယ်တစ်ခုကိုအလုသွားလုပ်ပါတယ်ဒါပေမဲ့မကြခင်အင်္ဂါစူးရွာတဲ့သတင်းရောက်လာပါတယ်သူ့အဖေနဲ့ညီမ၂ယောက်လုံးအိမ်မှာတည်ဆုံးနေကြပါတယ်အစမှာဓမြဝင်ပြီးတတ်သွားတာလို့သာသိရပါတယ်ကိုကဲအိမ်ပြန်ပြီးအဖေနဲ့ညီမရဲ့အလောင်းတွေကိုမြုပ်နှံခဲ့ပါတယ်သူ့အနေနဲ့လည်းစာရွက်စာတမ်းပြဿနာတွေရှိတာကြောင့်အမှုအခင်းနဲ့အများကြီးမဆက်ချင်ခဲ့ပါဘူးဒါပေမဲ့အိမ်ကြီးချင်းတစ်ယောက်ကသူ့စီလာပြီးအမှန်တရားကိုပြောခဲ့ပါတယ်မင်းအဖေနဲ့ညီမဓမြကြောင့်တည်တာမဟုတ်ဘူးချိတ်ကြောင့်အိမ်ကြီးချင်းပြောတာအရာချိတ်ကကိုကဲရဲ့ညီမကိုအတင်းခေါ်ယူပြီးမတရားပြုကျင့်ခဲ့တယ်အဖေကဒါကိုသိပြီးချိတ်စီသွားအရေးယူတယ်ချိတ်ကသူ့လူတွေနဲ့အဖေကိုရိုက်နှက်ပြီးပြန်လွှတ်လိုက်တယ်နောက်မှသူ့လူတွေကိုအိမ်ထိလိုက်ခိုင်းပြီးအဖေနဲ့ညီမ၂ယောက်စလုံးကိုတတ်ပစ်ခဲ့တယ်ရွာသားတချို့သိပေမဲ့ဘယ်သူမှမပြောရကြပါဘူးချစ်ရဲ့အောက်လမ်းကိုကြောက်ကြသလိုသူ့အရှိန်အဝါကိုလည်းကြောက်ကြပါတယ်ကိုကဲအတွက်တော့အဖေနဲ့ညီမကိုတခါတည်းဆုံးရှုံးခဲ့ရတာပါသူ့စိတ်ထဲမှာချစ်အပေါ်အမုန်းတရားပဲကြံခဲ့ပါတယ်တချံကာလမှာကိုကဲအဖေနဲ့ညီမတို့ကုသိုလ်လုပ်ဖို့ပြန်လာပါတယ်အဲ့ဒီချိန်မှာချစ်ဟာရွာသားတွေကအယောင်ဆောင်မှန်းတိသွားပြီးရိုက်နှက်လိုက်လို့ဖွက်ပြေးလာကတေးလေးတစ်လုံးမှာတယောက်တည်းပုံနေတာကိုကဲတိသွားပါတယ်သူ့အတွက်ဒီဟာအခွင့်အရေးပါကိုကဲဟာပယောဂဆရာမဟုတ်ပါဘူးအမေပညာအတတ်ပညာလည်းမရှိပါဘူးဒါပေမဲ့သူ့ဒေတာရိုးရာအယူအဆအရာတယောက်ယောက်ကိုသိပြီးတဲ့နောက်ဝိညာဉ်မလွတ်အောင်ချုပ်နှောင်နိုင်နေဆိုတဲ့အယူရှိပါတယ်ကိုကဲဟာအဖေနဲ့ညီမကိုမြုပ်ထားတဲ့သင်းချိုင်းကိုပြန်သွားပါတယ်အလောင်းတွေကိုပြန်ဖော်ပါတယ်အခေါင်းကိုဖွင့်ပါတယ်အဖေရဲ့အခေါင်းပိတ်တန်ချောင်းနှစ်ချောင်းကိုဖြုတ်ယူပါတယ်ညီမရဲ့အခေါင်းပိတ်တန်ချောင်းနှစ်ချောင်းကိုလည်းဖြုတ်ယူပါတယ်ဒါကြောင့်အမှုခင်းတန်ချောင်း၄ချောင်းတွေမှာတည်ဆုံးသူရဲ့သွေးအပြင်တခြားလူ၂ယောက်ရဲ့သွေးပါနေတာဖြစ်ပါတယ်အဲ့ဒီ၂ယောက်ကကိုကေရဲ့အဖေနဲ့ညီမကိုကေကအဲ့ဒီ2ယောက်ကကိုကဲရဲ့အဖေနဲ့ညီမကိုကဲကအခေါင်းကနေတန်ချောင်းတွေဖြုတ်ယူရင်းအဖေညီမကျွန်တော်ချိတ်ကိုတတ်တဲ့အခါဒီတန်ချောင်းနေနဲ့သူ့ကိုချုပ်ထားပြီးပါဘဲမှမသွားနိုင်အောင်ချုပ်ထားပြီးပါဆိုတဲ့သဘောမျိုးပြောခဲ့ပါတယ်ပြီးတော့သူ့အဖေငယ်ငယ်ကရခဲ့ဘူးတဲ့မြင့်မြတ်တဲ့တန်ချောင်းကိုလည်းယူလာပါတယ်သူကမသိပါဘူးအမင်္ဂလာတန်ချောင်းဖြစ်ဖြစ်မြင့်မြတ်တဲ့တန်ဖြစ်ဖြစ်ချိတ်ကိုတီးပြီးရင်တော့လွတ်မသွားစီချင်တာပဲရှိပါတယ်အဲ့ဒီညမှာကိုကဲကတဲလီစီသွားပါတယ်ချိတ်ကိုဖမ်းပြီးဝမ်ဘိုက်ကိုဓာတ်နဲ့ထိုးပါတယ်ထွက်ပြေးလို့မရအောင်လက်ကဝတ်နဲ့ခြိချင်းဝတ်တွေကိုထိုင်ရပြီးပါတယ်နောက်ဆုံးချိတ်တီးဆုံးသွားတဲ့အခါအဖေနဲ့ညီမရဲ့အခေါင်းကဖြုတ်လာတဲ့တန်ချောင်းတွေကိုလက်ကဝတ်နှစ်ဖက်ခြိချင်းဝတ်နှစ်ဖက်မှာထိုးသွင်းပါတယ်ပြီးတော့မြင့်မြတ်တဲ့တန်ချောင်းကိုနှစ်ဖူးမှာထိုးသွင်းလိုက်ပါတယ်အဖေညီမဒီလူကိုချုပ်ထားပြီးပါဘယ်တော့မှမလွတ်စီကိုကဲအတွက်ဒါပယောဂပညာမဟုတ်ပါဘူးအမုန်းတရားနဲ့လက်စားချီခြင်းစိတ်တက်တက်ပါပဲချိတ်ရဲ့အလောင်းကိုတောနဲ့ထဲအဝေးကြီးတည်သွားပြီးပြစ်ဖို့စီစဉ်ထားပါတယ်ဒါပေမဲ့လမ်းမှာလူတစ်ယောက်လာနေတာကိုမြင်လိုက်လို့ဆက်သေးရင်မြင်သွားမှစိုးရင်ပြီးအလောင်းကိုအနီးမှာပဲပြစ်ထားကထွက်ပြေးခဲ့ပါတယ်အဲ့ဒီလူကပဲနောက်ပိုင်းရဲတွေစီကိုကီးကိုအဲ့ဒီနေရာနားမှာတွေ့ခဲ့တယ်လို့သက်သေခံပေးခဲ့တာပါဒီလိုနဲ့အမှုကတဖြည်းဖြည်းအဖြေထွက်လာပါတယ်ကီးဝင်ခံပြီးနောက်အမှုကတရားဥပဒေအရဆက်လက်ဆောင်ရွက်သွားပါတယ်ဒါပေမဲ့ကိုကောင်းအတွက်တော့မပြီးသေးပါဘူးမိကွန်းတစ်ခုကြံနေပါတယ်အဖေနဲ့ညီမရဲ့ဝိညာဉ်နှစ်ခုဟာဘာကြောင့်ကိုကောင်းတော့လိုက်နေတာလဲကိုကောင်းကဆရာတော်စီပြန်သွားပြီးဖြစ်သမျှကိုအဆအဆုံးပြောပြပါတယ်ဆရာတော်ကရှင်းပြပါတယ်တကယ်တော့ဝိညာဉ်နှစ်ခုဟာကိုကောင်းကိုတတ်ချင်လို့လိုက်နေတာမဟုတ်ပါဘူး
သူတို့ကိုပေးထားတဲ့အမိန့်ကချိတ်ကိုချုပ်ထားဆိုတာပါ အဖေနဲ့ညီမရဲ့အလောင်းကတန်ချောင်းတွေကိုဖြုတ်ပြီးချိတ်ရဲ့အလောင်းမှာထိုးထားတဲ့အချိန်တန်ချောင်းတွေဟာသူတို့နှစ်ယောက်နဲ့ချိတ်ဆက်နေတယ်လို့ဖြစ်သွားပါတယ်။နောက်မှကိုကောင်းကအဲ့ဒီတန်ချောင်းတွေကိုအမှုတက်တည်အဖြစ်ကိုနဲ့အတူအိမ်ယူပြန်လာခဲ့တယ်။ဒါကြောင့်ဝိညာဉ်တစ်ခုကချိတ်စီမှာမကြံတော့ပဲတန်ချောင်းနောက်ကိုလိုက်လာတာပါ။အဲ့ဒီတန်ချောင်းတွေကိုကိုကောင်းကကင်ထားတာကြောင့်ဝိညာဉ်တွေဟာကိုကောင်းနောက်ကိုလိုက်လာခဲ့ကြပါတယ်။ဒါဆိုလွတ်ပေးပါငါတို့ကိုလွတ်ပေးပါလို့ဘာကြောင့်ပြောခဲ့ကြတာလဲ။အဖြေကသူတို့ကိုယ်တိုင်လည်းဒီအမုန်းတရားနဲ့ချုံနှောင်မှုထဲမှာမနေချင်တော့လို့ပါသူတို့ဟာကိုကဲရဲ့အဖေနဲ့ညီမဖြစ်ပေမဲ့တည်ဆုံးပြီးတဲ့နောက်မှာတော့လက်စားချီမှုအတွက်အမိန်ပေးပြီးချုံနှောင်ခံထားရတယ်လို့ဖြစ်နေပါတယ်ဒါကြောင့်ငါတို့ကိုလွတ်ပေးပါလို့ကိုကောင်းစီတောင်းဆိုနေခဲ့တာပါဆရာတော်ကတန်ချောင်းနေနဲ့ဆက်ဆက်နေတဲ့အရာတွေကိုတင့်တော်တဲ့နည်းနဲ့စီမံပြီးဝိညာဉ်တစ်ခုအတွက်ကုသိုလ်ပြုအမျှဝေပြီးဖို့ပြောပါတယ်ဒီလိုနဲ့နောက်ဆုံးမှာကိုကောင်းနောက်ကိုလိုက်နေတဲ့ဝိညာဉ်တစ်ခုရဲ့ဖြစ်ရဟာတဖြည်းဖြည်းပြီးဆုံးသွားခဲ့ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒါကတော့လူသတ်မှုတစ်ခုကိုစုံစမ်းရင်အလောင်းတွေကထူးဆန်းတဲ့တန်ချောင်း၄ချောင်းကြောင့်ဝိညာဉ်နှစ်ခုနဲ့ပါဆက်ဆက်သွားခဲ့ရတဲ့တောက်ဆိုတဲ့ဖြစ်ရဆန်းဇလန်ပဲဖြစ်ပါတယ်အဆုံးမှာပိုပြီးကြောက်စရာကောင်းတာကဒီအရာအားလုံးကိုအောက်လန်းပညာရှင်တယောက်လုပ်ခဲ့တာမဟုတ်ပါဘူးအဖေနဲ့ညီမကိုဆုံးရှုံးလိုက်ရတဲ့လူတယောက်ရဲ့အမုန်းတရားလက်စားချေလိုစိတ်နဲ့ရိုးရာယုံကြည်မှုတွေပေါင်းဆက်သွားရကနေဖြစ်လာခဲ့တာပါဒါပေမဲ့လက်စားချေခဲ့တဲ့အခါတည်ဆုံးသူတယောက်တည်းကိုခြုံနှောင်ပြီးတာမဟုတ်ပဲသူချီရတဲ့အဖေနဲ့ညီမရဲ့ဝိညာဉ်တွေကိုပါအမုန်းတရားတွေပြန်ခြုံနှောင်ပြီးသလိုဖြစ်သွားခဲ့ပါတယ်ပရိသတ်တို့ရောလွတ်ပြီးပါလို့ကိုကောင်းစီအချင်းချင်းလာပြောခဲ့တဲ့ဝိညာဉ်နှစ်ခုရဲ့အဖြစ်ကိုဘယ်လိုမြင်မိကြလဲဆိုတာကိုမဲမှာဝင်ရောက်ဆွေးနွေးပြီးခဲ့ကြပါဦးခင်ဗျာအခုလိုမျိုးဟီဝါစန်ဂျေတဲ့ဖြစ်ရမှာပရာလောကဇာလန်တွေကိုဆက်လက်နားဆင်ခြင်းနဲ့ဆိုရင်တကူစမြန်မာ Radio Channel လေးကို Subscribe လုပ်ပြီး Notification Bell လေးဖွင့်ထားပေးဖို့မမိကြပါနဲ့နောက်ထပ်ထိတ်လန့်စရာဇာလန်အသစ်တစ်ပုဒ်နဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာတာယာတို့ညချမ်းလေးဖြစ်ပါစေခင်ဗျာ